ကဲအားလုံးမင်္ဂလာပါခင်ဗျဒါကျွန်တော်တို့ဆော့လော်ရေးလုပ်ငန်းခွင်မှာပေါ့တကယ်လို့ဒီလူနဲ့ပတ်သက်ပြီးတော့ဒီအနေဘေးကင်းရင်နဲ့ပတ်သက်ပြီးမဟုတ်တော့ဒါကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါချင်းပြခြင်းဖြစ်ပါတယ်တော့เนาะဒါလက်တွေ့ကြကြပေါ့တကယ်လို့ကိုကအလုံးလုံးနေတဲ့အချိန်မီးလောင်သွားတာတို့ကိုကကျွန်တော်တို့ကလိုင်ကောင်းထဲမှာအောက်ဆီဂျင်တိတ်မရှိတော့လေသူကဒီအောက်ဆီဂျင်ရဖို့အတွက်လူလဲသွားတာတို့ဘာလို့ဆိုရင်ဒီအရေးပေါ်အခြေအနေကိုကျွန်တော်တို့ဘယ်လိုလက်တွေ့ကြုံရမလဲဆိုတာကိုသူတို့ကရှင်းပြခြင်းဖြစ်ပါတယ်ပေါ့ဒါအခုကျတော့ကျွန်တော်တို့ပစ္စည်းတစ်လုံးချင်းစီပြပြီးတော့သူကရှင်းပြတာပေါ့ဒါတကယ်ဆော့လို့ရလုပ်ငန်းခွင်မှာဆိုတကယ်အရေးကြီးတဲ့အချက်တစ်ခုပါပါတယ်เนาะလုပ်ငန်းဆော့လို့ရလုပ်ငန်းခွင်ထဲမှာဒီလိုလုပ်ပြတာဖြစ်ပါတယ်ဒါလေးကကျတော့အောက်ဆီဂျင်ဘူးပေါ့သူအခုလုပ်ပြနေတာအောက်ဆီဂျင်ဘူးဘယ်လိုကထော်တော်လိုင်းကောင်းတဲ့ရန်အဝေးရောက်နေတာအောက်ဆီဂျင်မရှိဘူးဆိုရင်အရေးပေါ်ဘူးလေးတွေသူတို့ကထားပေးထားတယ်ကွာအဲ့အောက်ဆီဂျင်ဘူးလေးကိုဖွင့်ပြီးတော့ကိုကအသက်ရှူလို့ရတာပေါ့ဒါလေးကကြတော့သူကအခုထောက်ပြမဲ့ဟာတွေကြတော့ဒါမီးလောင်တဲ့အချိန်ပေါ့ဒါမီးလောင်နေတဲ့အချိန်ကိုကမီးလောင်ပြီဆိုရင်ထွက်ပြေးရမှာပေါ့ထွက်ပြေးကိုယ့်ရဲ့ခန္ဓာကိုယ်လက်ကိုလုံးလုံးကြုံထားရမှာပေါ့ဒါကကြတော့ဒီအကားလေးကြတော့ကိုကမီးလောင်နေတဲ့အချိန်ကိုကအမိုးလေးလုပ်ပြီးတော့ကိုယ်ခန္ဓာကိုယ်ကာပြီးတော့ပြေးလို့ရတာပေါ့ဒါကျွန်တော်တို့လိုင်ကောင်းထဲမှာပေါ့အဲ့လိုမျိုးသူတို့ကတလုံးချင်းရှင်းပြတာဖြစ်ပါတယ်ဒါကြတော့လူလဲသွားတဲ့အချိန်ကြရင်ပေါ့အောက်ဆီဂျင်နေတဲ့အခါကျရင်လူလဲသွားတဲ့အချိန်ကျရင်သူတို့ကဒီလူအိတ်ပေါ်တင်ပြီးတော့သူတို့ကအပြင်ထွက်လာအပြင်မှပြီးထုတ်လိုက်အောင်ပေါ့လူ၄ယောက်မှပြီးတော့ဒါကြတော့ကျွန်တော်တို့မိသက်စီဘူးပေါ့မိသက်စီဘူးကျွန်တော်တို့မီးလောင်တဲ့အချိန်ပေါ့ဘယ်လိုဖြန့်ရမလဲပေါ့ဒါလက်တွေ့ကြသူတို့ကသင်ပြခြင်းဖြစ်ပါတယ်ပေါ့ကျွန်တော်တို့ဆော့လို့ရေးလုပ်ငန်းခွင်မှာဆိုဒါလေးဆိုရင်တကယ်ကိုအရေးကြီးတဲ့အချက်လေးတွေပေါ့ဒါတီထိုက်တဲ့အချက်လေးတွေပေါ့ဒါကျွန်တော်တို့ဆော့လို့ရေးလုပ်ငန်းခွင်မှာလုပ်နေကြတော့ညီကိုမတော်များအားလုံးကိုလည်းဒါဘ ഹു တုတအနေနဲ့တင်ပြခြင်းဖြစ်ပါတယ်ပေါ့ကဲဗီဒီယိုလေးရတယ်လောက်ပါပြီเนาะရှိရှိပေးသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်